မင်္ဂလာပါရှင်ဒီနေ့ကတော့950ဇက်တော်ဒုက္ခနိဗ္ဗာန်တွေကနံပါတ်190နဲ့ဒတရဇက်တော်အကြောင်းဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ဒီဇက်တော်ကတော့မိမိအတန်ဖြစ်မိမိဇက်ကိုတည်စေတော့ချင်းနေမှန်တက်နေသည့်မြေခွေးအကြောင်းအောက်ပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါတယ်ရှင်နတ်လူတို့ဤဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည်ဇေတဝန်ကျောင်း၌တရင်သုံးတော်မူစဉ်အကြအမြင်များသောယဟန်တို့သည်တန်ခါပရိသတ်အလယ်၌ကြည်ညိုပဲသောအတန်ဖြင့်တရားဟောလေးရှိကုန်၏ထိုအခါကောကာလိကသည်မိမိညံ့ဖြင့်သောဖြစ်ကိုမသိပဲတရားဟောလိုလှသဖြင့်ယဟန်တို့အလယ်တွင်ငါတို့လည်းကြည်ညိုပဲသောအတန်ဖြင့်တရားဟောလိုပါသည်ငါတို့အားလည်းတရားဟောရန်အလှည့်ပေးကြပါဟုကြွေးကြော်ကနေလေ၏တန်ခါပေါင်တွင်ကောကာလိကတရားဟောလိုခြင်းသည်ထင်ရှားလေ၏ယဟန်တို့သည်တနေ့တ၌ကောကာလိက၏အစွမ်းတတိကိုတိလိုကြသည်ဖြင့်ကောကာလိကအားငါရှင်ကောကာလိကယနေ့တန်ခါအစည်းအဝေးတွင်တရားဟောရန်တင့်ကိုအလှည့်ပေးမည်တရားဟောမည်လောဟုမေးလျင်ကောကာလိကသည်ကောင်းပြီဟောပါမည်ဟုဝန်ခံလေ၏နေဝင်၍တရားနာရန်ချိန်ကိုရောက်လက်သောယဟန်တို့သည်စည်းဝေးကြကုန်၏ထိုအခါကောကာလိကသည်လိတ်တွေပန်းအစင်းနှင့်တူသောတင်းပိုင်ကိုဝတ်၍မဟာလီကားပန်းအစင်းနှင့်တူသောကိုဘုတ်ကိုယုံကတရားဟောမန်းသက်တွင်ခင်းထားအပ်သောဓမ္မကတိကနေရာ၌စမ်းကြဲသောရက်တောင်ကိုကင်လျက်နေလေ၏ထိုကနဝယ်ကောကာလိကကိုမှချွေးတို့သည်ယိုထွက်ကုန်၏ကြည်ညိုပဲသောအတန်ဖြင့်တရားဟောမည်ဟုဟန်ပြင်ကရှေးဦးအစပထမပုတ်ကိုရွတ်ဆိုပြီးသောအခါရွတ်ဆိုစရာပုတ်ရှာမရတော့ပဲအဆက်ကွဲကသုံးလို့လျက်နေရာမှထပြီးလျင်မိမိပရုံတို့ပြန်ရလေ၏ထိုအခါအကြအမြင်များသောတခြားဓမ္မကတိကတစ်ပါးတက်၍ဟောရ၏ယဟန်တို့သည်တရားပင်ဝဲကောကာလိကအကြောင်းစကားဆက်မြ၍ပြောဆိုနေကြရာမြတ်စွာဘုရားကြွလာတော်မူ၍ယဟန်တို့ကောကာလိကသည်ယခုအခါ၌တာမိမိပြောဆိုသောစကားဖြင့်မိမိညံ့ဖြင့်သောအဖြစ်ကိုထင်ရှားစေသည်မဟုတ်ရှေးအခါ၌လည်းထင်ရှားစေဘူးဘီဟုမိတ်တော်မူကားအောက်ပါအသေးဆက်ကိုဆောင်တော်မူသည်လွန်လေပြီးသောအခါဗာရဏတိပြည်ဝဲဗျမဒမင်းမင်းပြုတည်ရှိသောဖျားလောင်းသည်ချင်းနှင့်မျိုး၌ဖြစ်၍ချင်းနှင့်များစွာ၏မင်းဖြစ်ကာဟိမောနာအရက်တွင်ငွေကူ၌နေလေ၏ထိုကူ၏အနီးဖြစ်သောကူတစ်ခုတွင်မြေခွေးတစ်ကောင်သည်နေလေ၏တနေ့တ၌မိုးရွာသည်ရှိသောအလုံးစုံသောချင်းလေးတို့သည်ချင်းနှင့်မင်းကူတကား၌စီဝေးကြကုန်လျက်ချင်းနှင့်တန်ကိုဟောက်၍ပျော်မြူးကစားကြကုန်၏ချင်းနှင့်တို့ဟောက်တန်ကိုကြားလျင်မြေခွေးသည်အကျော်မခံဟောင်လေ၏မြေခွေးဟောင်တန်ကိုကြားလျင်ချင်းနှင့်တို့သည်မြေခွေးကငါတို့ကိုပြန်၍ဟောင်ပြီးသည်ဟုရှက်စနိုးဖြစ်၍စိတ်စိတ်သာနေကြကုန်၏ထိုအခါချင်းနှင့်မင်းဤသားဖြစ်သောချင်းနှင့်ငယ်သည်ဖခင်ချင်းနှင့်အားဖခင်ချင်းနှင့်မင်းကျင်းလောင်စွာသောအတန်ဖြင့်ငွေတောင်ကိုပဲ့တင်ထက်စေလျက်ဟောင်းကားမိမိအတန်ဖြင့်မိမိကိုတိစေသောတတဝါကအဘယ်မည်သောတတဝါဖြစ်သည်နီထိုအတန်ကိုအတုပြု၍ချင်းလေးတို့သည်မဟာဝတ်တလောဟုမင်းလေ၏အဖချင်းနှင့်မင်းလည်းတားဖြစ်သောချင်းနှင့်ငယ်အားချစ်တာထိုဟောင်းသောတတဝါကတားမျိုးတို့တွင်ဂုံမရှိသောမြေခွေးဖြစ်သည်ထိုမြေခွေး၏အမျိုးဆက်ကိုဆက်ဆုပ်ကုန်သည်ဖြစ်၍ချင်းလေးတို့သည်မဟုတ်ပဲစိတ်နေကြကုန်၏ဟုပြောကြားလေ၏ထိုမြေခွေးကမိမိဟိဟောင်သောအတန်ဖြစ်လျင်အချီနှင်းညံ့ဖြင့်သောဖြစ်ကိုသိစေသည်ဤတို့လျင်မြတ်စွာဘုရားသည်အတိတ်ပြစ္ဆုတ်ပံနှစ်တန်သောဝတ္ထုတို့ကိုအနုတန်နေဆက်တော်မူလျက်ယဟန်တို့ထိုအခါမြေခွေးသည်ယခုအခါကောကာလိကချင်းနေမင်းဤသားငယ်သည်ယာဟုလာချင်းနေမင်းသည်ငါဖျားဖြစ်လာပြီဟုဇက်ကိုပေါင်းတော်မူသည်တတရဇက်တော်ဤတွင်ပြီး၏ကုလိုဖက်ပြခွေရအောင်ကျေးဇူးပြုပေးခဲ့ကြသူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်နားထောင်ပေးကြသူများအားလုံးနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ